အားလုံးမင်္ဂလာပါရှင်ဒီနေ့ခုကျွန်မစကားအရင်ပြောချင်လို့လာခဲ့တာအားလို့တော့မဟုတ်ဘူးကျွန်မဒါပြင်စာတန်းတင်မှာပေါ့နော်ကျွန်မဘာပြောချင်လဲဆိုတော့တိုက်ဆိုင်မှုရှိလို့ကျွန်မအရင်ပြောချင်နေတဲ့အကြောင်းအရာပေါ့နော်ဒါပေမဲ့ကျွန်မတစ်ခါမှမပြောဖြစ်သေးဘူးအနာရှိတဲ့သူတွေဆက်မယ်ကျွန်မကြိုပြောတယ်စိတ်မဆိုးကြီးနော်ကျွန်မတော့တဲ့ပြောမဲ့သူမှန်တာပဲပြောမဲ့သူအိမ်မှာကိုမိမရှိရတဲ့နဲ့ကိုရမှာချမိမတယောက်နဲ့တော့ပြီးမှအင်တော်ကြီးဖောက်ပြန်တဲ့မျိုးသားတွေပေါ့နော်ဘုံမဟုတ်အိမ်မှာအမျိုးသားရှိနေတယ်တခြားယောက်ျားတယောက်နဲ့တော့ပြီးမှအိမ်တော်ကြီးဖောက်ပြန်တဲ့မိန်းမတွေပေါ့အဲ့မှာဘာဖြစ်ကြလဲဆိုတော့ကျွန်မပြောမယ်နော်အဲ့အိမ်တော်ကြီးဖောက်ပြန်တဲ့ယောက်ျားတွေကလေသူတို့ရဲ့နောက်အငယ်လေးတွေပေါ့နော်အငယ်လေးလည်းဖြစ်ရင်ဖြစ်မယ်ကွာအကြီးလည်းဖြစ်ရင်ဖြစ်မယ်ကွာမမဟိုအသက်ကြီးတဲ့အမျိုးသမီးနဲ့ဖောက်ပြန်တာလည်းဖြစ်မယ်အသက်ငယ်တဲ့အမျိုးသမီးနဲ့ဖောက်ပြန်တာလည်းဖြစ်ခြင်းဖြစ်မယ်ဖောက်ပြန်ခြင်းဒီဖောက်ပြန်ခြင်းပဲအဲ့အချိန်မှာဘာဖြစ်လဲဆိုလို့ရှင်အဲ့ဒီဒုတိယ main ကလေးတွေပေါ့နော်အဲ့ main ကလေးတွေနဲ့သူတို့တွေနဲ့လေဘာတွေပြောကြလဲဆိုတော့လေတယောက်နဲ့တယောက်ကတယောက်ကိုတယောက်အရန်ချစ်လို့တယောက်ကိုတယောက်ဖွားတယောက်ပေါ်လေအရန်ကိုကောင်းစေခြင်းလုံးအားကြီးလို့ဆိုပုံစံမျိုးတွေနဲ့စကားတွေပြောကြတာပေါ့သိလားဥမာပေါ့နော်အလွယ်ပြောမယ်ဆိုလို့ရှင်ကျမတို့ကအိမ်ယာမိန်းမကိုကောင်းကောင်းမွန်မွန်ဆက်ဆံဖို့အိမ်ယာမိန်းမကိုပေါ့နော်စိတ်ဆင်းရအောင်မလုပ်ဖို့အိမ်အောင်ရေးကိုမပြိုကွဲစေနဲ့ဒါမျိုးတွေပေါ့နော်ပြောချင်တာသူ့ရဲ့အိမ်အောင်ရေးကိုဘလို့ဂယူးဆိုင်ဖို့ဘလို့တီမြောင်လုပ်ဖို့ဘလို့ကျင်နာဖို့ဘလို့ယူရဖို့အိမ်အမိန်းမကိုအဲ့လိုတွေလုပ်ဖို့ဆိုပြီးမှဒုတိယမိန်းကလေးတွေကနေပြီးမှဒီယောက်ျားကိုသူကအရန်ကိုစိတ်သဘောထားပြေဝတဲ့မိသားရှင်မကြီးတွေပေါ့အဲ့လိုပုံစံမျိုးနဲ့သူတို့ treat လုပ်တာယောက်ျားတွေကိုလေသိလားပြီးရင်ဘာလုပ်ကြလဲဆိုလို့ရှိရင်ဖျားတရားလုပ်ဖို့เนาะပထန်းတွေရွတ်ဖို့ပြိတ်တွေရွတ်ဖို့တရားတွေတိုင်ဖို့အဲ့မျိုးတွေပြောကြတာပေါ့နော်အဲ့လိုပဲယောက်ျားတွေကလည်းပေါ့နော်သူတို့ရဲ့ဒုတိယပေါ့နော်သူတို့ရဲ့ဒုတိယ main ကလေးရဲ့ main ကလေးကိုပေါ့နော်ဒုတိယ main ကလေးဒုတိယမိန်းမကြီးပေါ့အသက်ကြီးတဲ့အမျိုးသမီးလည်းဖောက်ပြန်နေသူလည်းအများကြီးရှိတာဟုတ်အဲ့အမျိုးသမီးနဲ့သူတို့เนี่ยတယောက်နဲ့တယောက်ကအမလေးခုမှဟိုပေါ့တကယ်ကိုစစ်မှန်နေပေါ့နော်ဖူးစာဘက်တွေပြန်တွေးရတယ်လို့မျိုးပေါ့တယောက်ကျိုးတယောက်အရန်ကိုလိုလားတဲ့ပုံစံမျိုးတွေနဲ့ပြောချင်တာကဘုရားတရားဆိုလို့တူတူလုံးကြမယ်ပေါ့တရားတွေတူတူထိုင်ကြမယ်ပေါ့ကုသိုလ်ကောင်းမှုတွေတူတူလုံးကြမယ်ပေါ့အဲ့ဒါမျိုးတွေပေါ့နော်ဘုရားမမန်ရှိခိုးဖို့ပါတယောက်ကိုတယောက်အဲ့လိုတွေပြောကြတာသိလားအဲ့လိုတွေပြောကြတာပေါ့နော်အဲ့တော့ယောက်ျားတွေကလည်းအမလီဒါမှသူ့ပေါ်မှာတကယ်မေတ္တာစေနာတကယ်ရှိတဲ့သူပေါ့မိန်းမတွေကလည်းအဲ့လိုပဲဒီဒုတိယတွေ့တဲ့ယောက်ျားမှသူ့ပေါ်မှာတကယ်ကောင်းတဲ့သူပေါ့ဒါမျိုးတွေကျမတို့ယူဆကြတာပေါ့နော်ဘာလို့ဆိုတော့ဒီဘက်ကဒုတိယနေရာမှာရှိတဲ့သူပါအရန်ကိုကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုပေါ့ supporting လုပ်ပြီးတော့မှသူ့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုအရင်မြင့်တင်ပေးတယ်ပေါ့နော်ကျွန်မပြောလိုက်မယ်သိလားကျွန်မပြောလိုက်မယ်နော်သူများယောက်ျားသူများမိန်းမရှိမှန်းသိရစနဲ့သူများယောက်ျားအိမ်အောင်သူများသူ့မှာဒီယောက်ျားတယောက်မှာမိန်းမရှိမှန်းသိရစနဲ့ဒီမိန်းမတယောက်မှာယောက်ျားရှိမှန်းသိရစနဲ့နော်ကိုကတွားပြီးမှမတရားသဖြင့်နော်လိုချင်တာသူများပစ္စည်းကိုနော်စကြတဲ့လှုပ်တဲ့အလုပ်ကအကုသို့လုပ်နော်နှစ်ယောက်စလုံးကကိုမလည်းမိန်းမရှိရတဲ့နဲ့ကိုမလည်းယောက်ျားရှိရတဲ့နဲ့ကိုကသွားပြီးမှသူများသားသမီးနဲ့သွားပြီးထပ်ဖောက်ပြန်တာနော်ကိုလုံနေတဲ့အလုပ်ကအကုသို့အလုပ်ကိုလုံနေတဲ့အလုပ်ကကျမတအားရည်ခြင်းနဲ့သိလားအဲ့လိုမျိုးဆိုကိုတကယ်လုံနေတဲ့အလုပ်ကဖြစ်အကုသို့အလုပ်သိလားဒါကိုလာပြီးမှတရားထိုင်ဖို့တွေတရားကျင့်ဖို့တွေဖျားရှိခိုးဖို့တွေနော်ပြီးရင်ကျမတို့ဂုံတော်တွေရွတ်ဖို့တွေပဋ္ဌာန်းတွေရွတ်ဖို့တွေယွန်စရာကြီးသိလားကျမအဲ့လိုပဲပြောချင်တယ်ယွန်စရာကြီးလို့ကိုတကယ်ချစ်တဲ့သူရဲ့ဘဝကိုနော်ဒုတိယမင်းကျမဒုတိယမင်းကလေးပဲဆိုပါစို့ကိုချစ်တဲ့လူတယောက်ကနော်ဟိုဘက်မှာမိန်းမရှိနေတယ်မလားကျမကလေကျမကိုလာချစ်တဲ့အတွက်ကြောင့်ကျမနော်မရေငယ်နေရနေပြီးပြောပြတော့ကျမကိုလာချစ်မိတဲ့အတွက်ကြောင့်မို့ကိုချစ်တဲ့ယောက်ျားတယောက်အကုသို့ဖြစ်မှာဆိုလို့ကျမဘယ်တော့မှမလုပ်ဘူးကျမသာဆိုရင်ပြောတာနော်အဲ့လိုပဲနော်ကျမတို့ကကိုကမိန်းမနေရာမှာရှိနေတာနော်ကိုကမိန်းမတယောက်နေရာမှာရှိနေတာသူများပိုင်ဆိုင်ပြီးသားရှိတဲ့ယောက်ျားတယောက်ကိုလေကိုချင်းတရားဆောင်ထိန်တဲ့မိန်းမတွေနော်ဂုံတိတ်ခါရှိတဲ့မိန်းမတွေကစိတ်နဲ့တောင်မပြစ်မအောင်သိလားစိတ်နဲ့တောင်မပြစ်မအောင်သူများယောက်ျားကြီးကိုတွားကြိုက်ပြီးမှအမလီကိုရဲ့နော်ဖျားတရားဘလို့လုပ်ဖို့အိမ်ယာမိန်းမကိုဘလို့ကျင်တော့အဲ့ဒါလေအာပလာတွေသိလားအာပလာတွေပဲအပိုတွေပဲအဲ့လိုပဲယောက်ျားတွေကလည်းနော်သူများကိုမမိန်းမရှိရစနဲ့တခြားမိန်းမတယောက်ကိုသွားပြီးမှကြောင်တောင်သွားနှိုက်ပြီးမှသိလားသူတော်ကောင်းရောင်နေဆောင်ကြတာပေါ့နော်တခေယွန်စရာကြီးစပါတအားကြီးကျင်တာတော့ကိုကျင်တရားကောင်းတဲ့သူတွေဂုံတိတ်ခါရှိတဲ့သူတွေဘယ်တော့မှသူများအိမ်နောင်တဲ့တွေကိုအိမ်နောင်တဲ့မိန်းမပဲဖြစ်ဖြစ်အိမ်နောင်တဲ့ယောက်ျားပဲဖြစ်ချစ်မိခဲ့နောင်မှလေကိုအသေးခံပလိုက်မယ်တော့မပတ်သက်ဘူးသူများကိုလာကြအောင်မမြူဆွဲဘူးသိလား
နော်သူများကိုကိုလာကြအောင်လဲမမြူဆွဲဘူးသွားလဲမလုတ်ဘူးသွားလဲမပတ်သက်ဘူးစိတ်နဲ့တော့မပြစ်မအောင်ကိုချစ်မိတော့မှကိုတယောက်တည်းကြိတ်ခံပြီးမှအော်ငါသူများအိမ်အောင်တဲ့ယောက်ျားတယောက်ကိုငါသွားချစ်မိတာပါလားဆိုတဲ့စိတ်နဲ့ပဲကိုပဲအဲ့ဒီကိုလုံးမိကိုရဲ့ဖြစ်သွားတဲ့စိတ်ကိုကိုပဲတီးအောင်လုပ်ပြီးမှပဲကိုတယောက်တည်းပဲကိုခံစားပြီးအသားလေးလူမသိအောင်တိတ်လေးပဲနေလိုက်တာတကယ်တမ်းကသိလားနော်တိတ်ပြီးတော့မှလေတိတ်ပြီးတော့မှသူတော်ကောင်းတွေမဖြစ်ချင်နဲ့ကိုပဲကိုကျင်တရားကောင်းတဲ့သူတွေဖြစ်အောင်အရင်ကိုစောင့်ရှောက်အောင်เนาะသူများရဲ့မိသားစုဘဝပျက်စီးကြောင်းလုပ်နေတဲ့နေရာမှာကိုရောက်နေတဲ့နေရာနေပဲကိုလွတ်မြောက်ရင်စူးစမ်းလာအောင်သိလားကိုလုပ်နေတဲ့အလုပ်တွေကိုတော့အကုသို့လုပ်တယ်မလေးရည်ကျင်လိုက်တာเนาะပြောချင်တာကတိတ်ချစ်တယ်မလားတိတ်တယောက်အကျိုးတယောက်တကယ်လိုလားတယ်မလားလုပ်ပါရှင်းလင်းဖြစ်အောင်ပြက်သားဖြစ်အောင်လုပ်လိုက်စမ်းပါအဲ့ချိန်မှာလည်းအိမ်ကမိန်းမတွေမယားကြီးတွေပဲဖြစ်ဖြစ်လင်ကြီးတွေပဲဖြစ်ဖြစ်ဒါလောက်တောင်မှလင်ငယ်တွေမယငယ်တွေနဲ့နေချင်နေတဲ့ယောက်ျားတွေကိုမချစ်တဲ့သူတွေကိုတန်မိုးမထားတဲ့သူတွေနောက်လူမှပိုတာမယ်လို့ထင်နေသူတွေကိုလှုပ်ပေးလိုက်စမ်းပါနော်ကြောင်ကတွင်ပြက်တဲ့ဇရက်တောင်မှန်ကျိုးလိုပဲပေးတွေ့လိုက်စမ်းပါပြောချင်တာကိုတောင်လွတ်မြောက်သေးတယ်အကြောင်းတရားပဲဒါတွေဒီအကြောင်းတရားရှိခဲ့လို့အိမ်တော်ကြီးတကယ်လို့ပြိုကွဲခဲ့လေဒါတွေဘာမှဝမ်းနေစရာမရှိပါဘူးအိမ်တော်ပြိုကွဲတဲ့အိမ်အောင်ပြုတ်ခွဲခြင်းရလဲဘာမှရှက်စရာမဟုတ်ပါဘူးပြောချင်တာလေအားငယ်စရာလည်းမရှိပါဘူးကိုယ့်ဘဝကိုတိဆောက်နိုင်တဲ့သူတွေကကိုယ့်ဘဝကိုရက်တည်နိုင်တဲ့တတိရှိတဲ့သူတွေကဒါတွေအားလုံးကဒုံခဲပါเนาะဘာမှဒါတွေအတွက်ကိုပူဆွေးဝမ်းနဲ့နေစရာအကြောင်းမရှိဘူးပြောချင်တာကကျမတို့ဝမ်းနဲ့စရာလည်းမရှိဘူးစိတ်ကောင်းဖြစ်စရာလည်းမရှိဘူးเนาะကျမတို့က my life က my choice ပါပဲเนาะကိုယ့်ဘဝကိုဘယ်လိုရွေးချယ်မှာလဲကိုယ့်ဘဝပျော်ရွှင်တဲ့ဘဝကိုရွေးချယ်မှာလဲကိုပဲကိုယ့်ဘဝကိုနှိမ့်ချတဲ့ဘဝကိုရွေးချယ်မှာလဲကိုပဲကိုယ့်ဘဝကိုစိတ်ချမ်းသာရွေးချယ်မှာလဲကိုပဲကိုယ့်ဘဝကိုပို့ပြီးတော့မှတာယာကောင်းမွန်တဲ့ဘဝကိုရွေးချယ်မှာလဲကိုပဲကိုယ့်ရဲ့ဘဝကိုနော်နစ်မောအောင်လုပ်နေရလဲကိုပဲအဲ့ဒါကြောင့်မို့ကျမတို့ဘဝတွေကျမတို့ရွေးချယ်ထားတဲ့ကြီးပဲသိလားနော်အကုသို့လုပ်ကိုလုပ်ပြီးတော့မှသူတို့ကောင်းမဖြစ်ခြင်းနဲ့ရှက်စရာကြီး